တယ်ပြောလေ ဘာလဲကိုဒီကျွန်တော်ဟိုတယ်ခိုင်းရတယ်ဒီစစ်စစ်ပိုင်းဒီပါတယ်ဆက်ပါရတော့ဒီနေ့ကတော့ရောက်ရှိလာခဲ့ရုံပါလားခင်ဗျာ ဟုတ်ကဲ့ဟုတ်ဆန်းပြောလေကျွန်တော်တို့ channel ဆိုရင်ဖြင့်ဝန်ထမ်းတွေကိုပြောရှင်းအောင်ဘာလို့လို့ဝန်ထမ်းတွေအစားမလေးတွေလည်းအထက်မှာအကူကြီးစောင့်ရှောက်လို့ဘုံကကိုတိုင်းပြောလေ ဘာလဲကိုဒီကျွန်တော်တို့ဝန်ထမ်းတွေလည်းဟိုတယ်ဆောင်မိုးနေဒီပြုံးပြီးတိုးတဲ့ဆိုတာစီယုံလုံးပြောရှိတဲ့ဆောင်ရတာလည်းနော်ဒီစကားကိုဘုံကပဲဘုံပါလာနေခဲ့ရုံလေး ဟုတ်ပါဘူးဗျာ ဒီကနေ့ကြီးပါတဲ့စတာပါဒီမှာညီမတို့ပြည်ကိုညီပါကြအောင်ပါဗျာ ဟုတ်ကဲ့ဟုတ်ကို ကျွန်တော်တို့ရဲ့ဒီနေ့ကိုမိတ်ဆက်ပြီးပရိသတ်ကြီးကိုပါဝါပေးကြအောင်ဗျာ ဟုတ်ပါဘူးဗျာကဲရွှေပြည်သူတွေရဲ့ဝိသတိကိုအားလုံးပြုလို့ရရှိပြီးကြရအောင်မင်္ဂလာရတဲ့ကညီမရေဟုတ်ပါဘူးညီမရေ ဟိုပါလေဒီမရေဒီနေ့အကိုတို့ဝန်ထမ်းမိသားစုတွေရဲ့တနစ်ကပြင်မာတဲ့များကိုပြေတော့နိုင်မယ်ညလည်းညအားတော်ဒီမရေ ဟုတ်ပါဘူးကိုမောင်တို့ရေယခုလိုပွဲလေးကိုအန်မီတပါးနဲ့မှတော့နေရအောင်ပြောလို့ပြရတယ်နဲ့ရောပါပြီးဖြစ်ပါလေကိုတို့ ရ ရေ လေကိုရေဟောပါလေကိုဒီပြေကျွန်တော်တို့ဝန်ထမ်းများပြောစရာစားပေးတဲ့ဆရာမဲ BOD ဘုတ်ဖွဲ့ဝင် CEO GM Manager BAM နဲ့တာဝန်ရှိလူကြီးများကိုဝန်ထမ်းများအားလုံးကိုသာကျေးဇူးတင်ပါတယ်ဗျာပြောကြလို့ပါခင်ဗျာ ဟုတ်ပါဘူးညီမရေမင်းသမီးတရားကတော့ပန်ပါကြောင်းစီလေး9နှစ်လို့ပွဲမကပဲနားနေကြတာဟိုတယ်မန်းလေးကိုရောက်ပြီးခလိုက်တဲ့မနေ့ကပြိုပေါထားထားတဲ့မင်းသမီးမဟုတ်တာကိုစမ်းလို့ရေ ဟုတ်ပါလေဒီမင်းကြီးဟောပါလေဗျာဒီမင်းကလေးကတော့နောင်နေဆိုတော့ပွဲတွေများတာခေါ်တယ်မလေးကတော့စီလို့ရှိတော့ပြော ဟုတ် ပါ ကဲ့ ဗျာ ပါပွဲတွေကြည့်နေလို့ပါ ဟုတ်ကဲ့ပါဗျာ ဟိုကမင်းသမီးကိုမိတ်ဆက်ပြီးဆိုတော့လူစီတော်နဲ့မိတ်ဆက်ရအောင်လားခင်ဗျာ ဟုတ်ကဲ့ဘုံဘုံကိုစမ်းလို့ရေ ဒီကလည်းငယ်ကိုမောင်ဆိုလားခင်ဗျာဟုတ်ပါလေခင်ဗျာ ကိုစမ်းနဲ့ကိုမောင်ဆိုအဖေကမီးလို့လိုက်တော့ဒီတစ်လုံးမှမလဲပါဘူး အနေနားမှာဆိုလို့ဖေးကချက်ကြည့်လို့ ဟုတ် ပါ ကဲ့ ဗျာ ပါဗျာကဲပေါ်တယ်မလေးအဖိတ်ခါတဲ့ကိုယ်ကြီးသွားလိုက်တော့ကိုမောင်တို့ရေ စိုက်ကလေးနဲ့တက်ပါဗျာ ဟုတ်ကဲ့ပါဆိုင်ကပြည့်နေလို့ပါ စီရဲကပြက်သွား သူပြအောင်တော့ဒီလိုတာပြီးတော့ရှက်တယ် စီလေးနဲ့ပြည့်နေလို့ပါ စီတက်ပြလိုက်ပါမယ်ဟုတ်ကဲ့ခုဆိုတော့ကျွန်တော်ပုံမှန်ဆုံးတင်ပြီးဆိုတော့ဒီဘက်ကတာဝန်ခံဆိုတော့တိတ်တာလို့တာတိုင်းလို့မကောင်းပါဗျာ ဒီကစားလို့မကောင်းဘူးနော် ကဲတာဝန်ခံတာလေးတာလိုက်ကြလို့တို့ရဲ့ဆိုတော့ဒီကနေ့ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ ဒီကအုတ်ကြီးကခင်ဗျာ အေးတာတော့ပါ အဲ့ဒါအုတ်ကြီးပဲဖြစ်ပါလေဗျာ ဟုတ်ကဲ့ပါကဲကျွန်တော်အနေနဲ့ ဘုရားလေးနဲ့ပြန်ကြည့်အောင်နော် ဟုတ်ကဲ့ပါ ဒါကအုတ်ကြီးကအုတ်ကြီးကြောက်လာခင်ဗျာ ဟုတ်ကဲ့ပါ ဒါစီဒါစီ အုတ်ကြီးကဖြစ်ပါလေ ရှိရတယ်မလို့မလို့အော်အဲ့ဒါမလို့ဘူး အုတ်ကြီးကိုပဲနေတယ်နော် ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ် ဟုတ်ကဲ့ပါ ကျွန်တော်တို့လူရှင်တော်ကိုလည်းမိတ်ဆက်ပြီးပြီဆိုတော့ကျွန်တော်တောင်းပေါ်သားလေးကိုနဲ့ရုံလေး ခေးလေးလက်ချက်နဲ့ ဒီနေ့တဲ့ရုံလေးစိတ်ကိုတရားလို့ဒုနဲ့လုပ်နေကြ